follower တသိန်းရှင်လဲ Facebook ကနေပတ်စံမပေးတဲ့ page တွေအများကြီးရှိတယ်တော်တော်များများထင်တာက Facebook မှာ follower များပြီဆိုလို့ရှိရင်ဒီ page ကပတ်စံဝင်မှာပဲလို့ထင်တတ်ကြတယ်ဒါပေမဲ့တကယ်တမ်းတော့အဲ့လိုမဟုတ် follower များပြီမဲ့ဘာဖြစ်လို့ပတ်စံမရတာလဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှ Harry လာပြီးပြောပြပေးမယ်အဲ့တော့သိချင်တဲ့သူရှိတယ်ဆိုလို့ရှိရင် comment မှာသိချင်တယ်လို့ရေးလာကြမယ်တကယ်လို့ကိုက video ကြည့်ဖို့မအားသေးဘူးဆိုရင်ဒီ video တစ်ခါလေး save ထားပါပြီးတော့တငယ်ချင်းတွေသိရအောင်လဲတွားပြီး share ပေးလိုက်ပါနံပါတ်1 policy ညှိရင်ပတ်စံမရတချို့တော်တော်များများက monetization ပွင့်ဖို့အတွက် video တွေတင်နေသူ့ရဲ့ policy ကိုကအလေးမထားဘူးဆိုတော့ policy ညှိပြီဆိုလို့ရှိရင်ကိုဘလောက်ပဲစူးစမ်းခဲ့သည်ဖြစ်ပါစေအရာအားလုံးကတဲထဲရေသွန်ဖြစ်မှာသိကြတယ်အဲ့အတွက် video တွေတင်တဲ့အခါမှာလည်း policy မညှိအောင်တင်တတ်ဖို့အတွက်အရန်ကိုလိုအပ်တယ်နံပါတ်2 reuse content နေဆိုလို့ရှိရင်ပတ်စံမရပါဘူး reuse content ဆိုတာဘာကိုပြောလဲဆိုလို့ရှိရင်တချို့ page တွေမှာတင်ထားတဲ့ video တွေဒီ video က like တွေ share တွေ view တွေအရန်များတာပဲအဲ့တော့ဒီ video download လုပ်ပြီးတော့မှကိုယ့်ရဲ့ page မှာလာတင်နေဆိုရင်ဒါကို reuse content လို့ခေါ်တယ်ထပ်တင်တဲ့ content ဒီလိုမျိုးတွေလုပ်တယ်ဆိုလို့ရှိရင်လည်း Facebook ကနေကိုပတ်စံပေးမှာမဟုတ်နံပါတ်3 copyright ညှိတယ်ဆိုလို့ရှိရင်လည်းကိုပတ်စံမရဆိုတော့အထူးသဖြင့် Hero Music သမားတွေဆိုလို့ရှိရင်အထူးသတိထားရမယ်เนาะဒီအချက်ကဘာဖြစ်လို့လဲဆိုရင်ကိုကပြောထားတယ်ကိုရိုက်ထားတဲ့ video တွေအနောက်ခံတီးလုံးတွေတွားထည့်တဲ့အခါမှာအဲ့ဒီတီးလုံးက copyright ညှိရက်လားလွတ်ရက်လားဆိုတာကိုအမြဲတမ်း check up လုပ်ဖို့အတွက်အရန်ကိုအရေးကြီးတယ်တကယ်လို့ကိုက video တွေကိုတေချာလေးလုပ်ထားတယ်ဒါပေမဲ့ copyright ရှိတဲ့ music ကိုတွားထည့်မိတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီ video တွေထဲကနေကိုပတ်စံရမှာမဟုတ်အဲ့တော့ဒီ3ချက်ကို check up ပြန်ပြီးလုပ်ပါလို့ Harry အားပေးချင်တယ်ဒီ3ချက်လုံးမမိနေတဲ့ရွေးကိုစီမှာ follower တသိန်းပဲဖြစ်ဖြစ်2သိန်းပဲဖြစ်ဖြစ် Facebook ကနေကိုပတ်စံတပြားမှရမှာမဟုတ် Facebook monetization နဲ့ပတ်သက်ပြီးတော့မှအသေးစိတ်ကိုထပ်ပြီးလေ့လာချင်တယ် monetization ကဘယ်လိုမျိုးအလုပ်လုပ်တာလဲဘယ်လိုမျိုးပတ်စံပေးတာလဲပြီးတော့သူ့ရဲ့ policy တွေကဘာလဲဝင်ငွေတွေကပဲအချိန်မှဝင်လာမှာလဲပြီးတော့ငွေတွေကိုဘယ်လိုမျိုးထုတ်ရမှာလဲအသေးစိတ်လေ့လာချင်တဲ့သူတွေအတွက်Harry ကိုယ်တိုင်ကူညီပြီးဖွင့်ပေးမဲ့ Facebook monetization online class ဒီ class ထဲမှာလာဆောင်လို့ရတယ်။တင်နန်းကြီးအပြည့်က3,900,000ကျပ်ပဲဖြစ်တယ်။ဒီ video screenshot လုပ်ပြီးတော့မှတင်နန်း poster မထွက်ခင်အချိန်တွင်းမှာကြိုအပ်တဲ့ပထမဦးဆုံးအယောက်20အတွက်အထူးကြေး9,900 ကျပ်နဲ့ချက်ချင်းရရှိမှာဖြစ်ပါဆိုတော့ဒီအယောက်20အတွင်းမှာအထူးကြေးအမိရချင်သူများအပေါ်မှာပေးထားတဲ့နံပါတ်မှာ transfer လုပ်ပြီးတော့မှ page admin မှာတွားယူလိုက်ပါ class ထဲမှာစုံကြမယ်